တော့ fashion tips နဲ့ fashion vlog တွေကို share လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ video လေးကတော့အပေါ်မှာပြောထားတဲ့အတိုင်း never goes out of date ဆိုတဲ့ fashion item လေးတွေကိုshare လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဒီ fashion item ကိုပြောပြရမယ်ဆိုရင်အခုစောင်းတွင်းအချိန်ခါလည်းဖြစ်တဲ့အတွက်အပေါ်ထက်တွေကိုဦးစားပေးပြီးပြောပြပြီးတော့ပါမယ်အရင်ဆုံးပြောပြချင်တဲ့ fashion အပေါ်ထက်လေးကတော့အချိန်မရွေးထုတ်ဝတ်လဲရိုးမတွားပဲနဲ့အများစမ်းပြားတယ်ပေါ့နော်ပြီးရင် vintage ဖြစ်ပြီးတော့မှ smart look ကိုအမြဲတမ်းပေးတဲ့အပေါ်ထက်လေးကတော့ long coat လေးပဲဖြစ်ပါတယ်ဒီ long coat ကဒီ Asia နိုင်ငံမှာပါမကားပေါ့နော်အနောက်တိုင်းနိုင်ငံမှာပါအရန်ကို long coat ကပဲတစ်ခေတ်ထားခဲ့တဲ့ခုနှစ်ရှိရပေါ့နော်ဆိုတော့အခုချိန်ထိလဲဒီ long coat ခါဆိုရင် trend ဖြစ်နေတုံးပါပဲပေါ့နော်ဒီ fashion item တွေကိုစုဆောင်းရတာကြိုက်နေတဲ့တူတွေဆိုရင်တော့ဒီ long coat ခါဆိုရင်ရှိထားတဲ့ fashion item တစ်ခုလို့ပြောရင်မမှားဘူးပေါ့နော်ကိုအဲ့ဒီ long coat လေးဝတ်လိုက်မယ်ဆိုရင်တော့မှအရင် Korea ဆန်သွားတယ်ဆိုတဲ့ feeling မျိုးပေးရပေါ့နော်ဝတ်စားတိတ်မရွေးတဲ့ color ဆိုရင်တော့ဒီလို neutral tone ကပို့ပြီးတော့မှအဆင်ပြေပါတယ် long coat ကလေပြောရမယ်ဆိုခရီးသွားရင်လည်းအရင်ကိုပေါ်ပပနဲ့တည်သွားရတာအဆင်ပြေရပေါ့နော်တစ်ထည်တည်းနဲ့ဘာနဲ့ပဲတွဲဝတ်ပေါ့နော်အပေါ်ကတစ်ထည်တည်းနဲ့ထပ်လိုက်ရုံနဲ့နွေးလဲနွေးတယ်ပြီးတော့ comfortable လည်းဖြစ်တယ်ပေါ်ပနဲ့ကိုယ်လည်းအရင်ကို smart ဖြစ်စေတဲ့ယုံကြည်မှုတွေပေးတယ်ပေါ်ထက်လေးဖြစ်တဲ့အတွက် must have item လို့ပြောရင်လည်းမမှားဘူးပေါ့နော်ဆိုတော့ရှိထားတင်တယ်ပေါ့နော်ဆိုတော့နောက်ထပ်တစ်ထည်ကတော့ informal blazer ပဲဖြစ်ပါတယ်ဆိုတော့ informal blazer ဆိုတာကဘာလဲဆိုရင်ဒီ blazer မှာပေါ့နော် formal နဲ့ informal ဆိုတာရှိဆိုတော့ formal blazer ဆိုတာကကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ fit quality fit ပေါ့နော်အဲ့လိုတိုင်းချုပ်ထားတဲ့ရုံးတွိုင်းရင်အနောက်တိုင်းမှာဆိုရင် neck တိုင်းနေနဲ့အဲ့ရုံးတွိုင်းဝတ်တဲ့အဲ့လို blazer တွေကို formal blazer လို့ခေါ်ပါတယ်ဆိုတော့ informal blazer ဆိုတာကအခုလိုကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့oversize blazer မျိုးပေါ့နော်သူကinformal ဆိုတဲ့အတိုင်းပေါ့နော် daily ဝတ်လည်းအဆင်ပြေတယ်ထလာနဲ့ဒီပွဲတက်ဝတ်တွေတက်အရင်ကိုအဆင်ပြေတဲ့အပေါ်ထက်လေးလို့ပြောရင်လည်းမမှားဘူးပေါ့နော်ဆိုတော့ဆိုရင် blazer စုဆောင်းရတာလည်းအရင်ကြိုက်ပါတယ် blazer ဆိုရင်အနက်ခဲအောင်ဒါကတော့အယောင်မရွေးဘူးပေါ့နော်ဒါကတော့ဘယ်အဝတ်စားနဲ့မဆိုလိုက်ဖက်ရလွယ်တဲ့ color ဖြစ်တဲ့အတွက်ဒါကတော့ basic color အနေနဲ့အနက်ရောင်နဲ့ခဲရောင်စုဖြစ်ပါတယ်ဆိုတော့နောက်ထပ်တစ်ထည်ကတော့ sweater လေးပဲဖြစ်ပါတယ်ဆိုတော့ sweater လို့ပြောလိုက်ရင်အေးရာဒီဥတုမျိုးမှာဆိုရင်ဆိုရင်ဒီ sweater ကိုပဲပြီးဝယ်ခြင်းမိရပေါ့နော်ဆောင်းရောက်တိုင်းပေါ့နော်ဒီ sweater ကိုတစ်ထည်အတစ်တစ်ထည်နှစ်တိုင်းတော့ကိုယ်တိုင်းတော့ဝယ်စုဖြစ်တယ်ပေါ့နော်ဒီ sweater လေးရာဆိုရင်လည်းဘယ်တော့မှရိုးမတွားတဲ့ fashion အပေါ်ထက်လေးတွေလို့ပြောရင်လည်းမမှားဘူးပေါ့နော်သူကဘာလေးနဲ့ပဲတွဲဖို့စကတ်နဲ့ဆိုရင်လည်းလုံးဝ main ကလေးဆန်တယ်ဘောနော် style ပဲနဲ့ဆိုရင်လည်းဒီ sweater လေးကအရင်ကို Korea ဆန်လေးဖြစ်စေရပေါ့နော် look လေးဆိုတော့ဒီ sweater လေးဟာဆိုရင်လည်းမရှိမဖြစ် item တစ်ခုလို့ပြောရင်လည်းမမှားပါဘူးပေါ့နော်နောက်ထပ်တစ်ထည်ကတော့ leather jacket ပဲဖြစ်ပါတယ်ဆိုတော့ leather jacket လို့ပြောလိုက်လို့ရှိရင်တော့အဖေခစ်ကိုတော့ပြေးမိရပေါ့နော်တော့အဖေခစ်ကဆိုရင် leather jacket ကိုကစ်တိုက်နေတဲ့ပုံရိပ်လေးမျက်လုံးနဲ့ပြေးဝင်လာမိရပေါ့နော်ဆိုတော့ fashion မှာက leather jacket ကမဖြစ်အမြဲတွဲမြင်ရလေးရှိတဲ့ fashion item လို့ပြောရင်လည်းမမှားဘူးပေါ့နော်သူလည်းပဲအချိန်ရွေးဝတ်လိုက်တိုင်းပေါ့နော် luxury look ကိုအပြည့်အဝပေးတဲ့ fashion item လို့ပြောရင်လည်းမမှားဘူးပေါ့နော်ဆိုတော့ fashion ကြဖို့ရောနှွေးဖို့ရောဆိုရင်တော့ဒီ leather jacket ကိုရွေးချယ်ရမမှားပါဘူးပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပြပြပေးသွားတဲ့ fashion item လေးတွေအကြောင်းကိုစိတ်ဝင်စားရဆိုရင်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ပါအောင်လို့ပြောချင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာဆက်ဆုံပါမယ်အားလုံးပဲတတ်တာ